တငယ်ချင်းတို့လူတွေမြေကြီးပေါ်ရွှွန့်တွေပစ်ပေါက်ပြီးအားပေးနေတာကိုမြင်ဘူးကြပါသလားဒီဂိမ်းဟာထူးဆန်းတယ်လို့ထင်ရပေမဲ့တကယ်တော့ကျွမ်းကျင်မှုတစ်ခုလိုအပ်ပါတယ်ဗီယက်နမ်နိုင်ငံရဲ့တချို့နေရာတွေမှာလူတွေဟာထူးခြားတဲ့ရွှွန့်ဆေးပစ်ပြိုင်ပွဲတစ်ခုမှာပါဝင်ဆင်နွှဲကြပါတယ်စီးမြင်းတွေကရိုးရှင်းပါတယ်ရွှွန့်ဆေးအများဆုံးချိုးဖျက်နိုင်သူကအနိုင်ရပါတယ်ဒါကိုဖောင်တက်လို့ခေါ်ပြီးဒီအားကစားနည်းဟာဗီယက်နမ်ကအရေးကြီးတဲ့ပွဲတော်တွေဒါမှမဟုတ်ရိတ်သိမ်းချိန်ပြီးနောက်ရွာသားတွေရဲ့ခွန်အားကိုစမ်းသပ်ဖို့ကစားကြတဲ့ထူးဆန်းတဲ့ရိုးရာကစားနည်းတစ်ခုပါအပြင်းထန်ဆုံးပိုင်းကတော့ကစားသမားတွေဟာကီလိုဂရမ်20ကနေ90အထိရှိတဲ့ရွှွန့်ဆေးရုံးကြီးကိုတည်ဆောင်ပြီးလှည့်ပတ်ပြီးအရှိန်ဟုန်ဖန်တီးပြီးမှမြေပြင်ပေါ်ကိုအားပြည့်နဲ့ပစ်ချရမှာပါရီမန်းချက်ကရွှွန့်ဆေးကိုချိုးဖျက်ဖို့တင်မဟုတ်ပါဘူးကစားသမားတွေဟာရွှွန့်ဆေးထောင်ပေးမှာရှေ့လျားပြီးအဆက်မပြတ်အကွဲကြောင်းတွေဖန်တီးနိုင်တဲ့နည်းပညာရှိရပါမယ်အကွဲကြောင်းတွေရှေ့လေအတန်ပိုကျဲလေရမှတ်ပိုမြင့်လေအနိုင်ရဖို့အခွင့်အလမ်းပိုများလေဖြစ်ပါတယ်ဒါကြောင့်ဒီဂိမ်းဟာကြမ်းတမ်းတဲ့ခွန်အားတစ်ခုတည်းနဲ့မဆိုင်ပါဘူးတိကျတဲ့အချိန်နည်းစနစ်နဲ့ထိန်းချုပ်မှုတွေလည်းလိုအပ်ပါတယ်တငယ်ချင်းတို့ကဒီဂိမ်းမှာတစ်ချက်ပြည့်ုံနဲ့အနိုင်ယူနိုင်မယ်လို့ထင်ကြပါသလားဗျာ